အမြင့်ပေကလည်း6ပေတိရှိရမယ်ပြီးွားရင်ကိုသွားလျာနောက်ကိုတကောက်ကောက်လိုက်ပေးနိုင်မယ် AI tracker ကလည်းပါအောင်မယ်အဲ့လိုထိုင်ပုံမျိုးကလက်တွေ့ဘဝမှာတကယ်ရောရှိလို့လားရှိတာပေါ့ဒါအိမ်မမဟုတ်ပါဘူးဟိုကနေထုတ်ထားတဲ့ K32 ဆိုတဲ့ trial လေးပါဒီကောင်လေးကကျွန်တော်ခုနကပြောခဲ့တဲ့အချက်တွေအားလုံးနဲ့ကိုက်ညီမှုရှိတယ်သူ့မှာ AI tracking မှာတခါတည်းပါတဲ့အတွက်ကြောင့်မလို့ကိုလူဟာဒီတယောက်တည်းရိုက်တဲ့သူဆိုရင်တော့ဘယ်သူမှကူညီတောင်းစရာမလိုဘူး AI tracking လေးသာမှတ်လိုက်ကိုလူရဲ့လှုပ်ရှားမှုတိုင်းဒီ trial လေးကလိုက်ပြီးတော့လှုပ်ရှားပေးနေမှာအဲ့ချက်ကတော်တော်လေးကိုမိုက်တယ်ပြီးွားရင်ကျွန်တော်ဒီအမြင့်ပေက6ပေတိရှိတဲ့အတွက်ကြောင့်မလို့ကိုလူတို့ကလိုပုံစံမျိုးဒီ drone shot တွေပါရိုက်မယ်ဆိုရင်တော်တော်လေးကိုအဆင်ပြေတာတွေ့ရတယ်ဗျာdrone shot ပဲရိုက်ကျွန်တော်တို့ဒီ overview တွေပဲရိုက်တော်တော်လေးကိုအလုပ်လုပ်တာကိုတွေ့ရတယ်ပြီးွားရင်တောင်တဲမှုအပိုင်းမှာပြောရမယ်ဆိုရင်လေဒီကောင်တော်တော်လေးတောင်းနေနေပါတယ်ဗျဒီတာမန် trial တွေလို့ရော့တိရော်ရဲမဟုတ်ဘူးဗျာ quality တော်တော်လေးကိုကောင်းတဲ့ကြောင့်မလို့ long time ဒီရေရှည်သုံးမယ်ဆိုရင်တော့တော်တော်လေးကိုအဆင်ပြေတယ်ပြီးွားရင်နောက်တစ်ချက်ကကြတော့သူ့မှာဒီလိုမျိုး hand grip လေးပါတယ်တဲ့ကြောင့်မလို့ကိုလူက360လှည့်ရိုက်ချင်တယ်ဆိုရင် manual ဘိုင်းကိုဒီသူကတော်တော်လေး smooth ဖြစ်ဖြစ်ရိုက်လို့ရတယ်ဗျာ video သမားတွေအတွက်ဆိုတော့တော်တော်လေးကိုအဆင်ပြေတဲ့ trial ပေါ့ဗျာအပေါ်စုအနေနဲ့သူ့မှာဒီ RAM လေးပါပါတယ်တဲ့ကြောင့်မလို့ကိုလူတို့ကဒီဘယ်လိုပြောရမလဲထိုင်ကနေမထချင်ဘူးအဲ့ RAM လေးနဲ့ထိန်းချုပ်မယ်ဆိုရင်တော့တော်လေးကိုအဆင်ပြေဗျာဥပမာဗျာဒီ group photo တွေပါရိုက်မယ်ဗျာရိုက်မဲ့လို့လည်းမရှိဘူးဆိုရင် RAM လေးကိုကင်ထားလိုက်ပြီးွားရင် cloud လေးနှိပ်လိုက် auto တန်းရိုက်ပြီးသားပဲကဲအဲ့တော့ဘယ်လိုပြောရမလဲ AI tracking လည်းပါတယ်အမြင့်ပေကလည်း6ပေထိပြီးတော့ remote control ကလည်းပါတယ် hand grip ကလည်းပါတယ်ဗျာတော့အကုန်လုံးပြည့်စုံနေပြီအဲ့လို trial မျိုးကိုလိုချင်နေဆိုရင်တော့ကျွန်တော်တို့ H-way ကိုအပြေးလာဖို့တော့လုပ်မယ်နော်